အားလုံးပဲမင်္ဂလာပါဒီနေ့ပြပြမယ့်အကြောင်းအရာလေးပါနော်ကလေးမိမိတွေတည်တဲ့အကြောင်းအရာလေးပေါ့နော်ကလေးမိမိတွေဘာလို့တည်တယ်လဲဆိုတဲ့အခါကျတော့အခုလက်ရှိမှာကျမရဲ့သားဘာဖြစ်လဲဆိုတော့ကတော့အဲ့လို1.1အောင်လို့ပုံစံမျိုးပေါ့နော်ဟိုကလေးကိုအိမ်ကနေပြီးတော့ထမင်းတိုက်ထည့်ပေးလိုက်တာတော့မှန်ပေမဲ့အိမ်ကနေမုတ်ဖိုးပေးလိုက်တဲ့မိမိတွေအတွက်ကိုပြောပြတာပေါ့နော်အိမ်ကနေမုတ်ထည့်ပေးလိုက်တဲ့မိမိတွေကိုပြောတာတော့မဟုတ်ဘူးအပြင်မှာဝယ်စားလို့ရအောင်ကလေးတွေကြိုက်တာလေးစားလို့ရအောင်ဆိုပြီးမုတ်ဖို့ပေးလိုက်တဲ့မိမိတွေအတွက်ကိုပြောတာပါကျမလည်းအဲ့လိုမျိုးပေးတဲ့အမိထဲမှာပါတယ်ပေါ့နော်ကျမကလေးကိုမုတ်ဖို့ပေးလိုက်တယ်သူစားကျင်တာလေးဝယ်စားလို့ရအောင်အိမ်ကနေလည်းမနှက်စားတော့သူ့ကိုကျွေးလိုက်တယ်ဒါပေမဲ့သူနေ့လည်းနေခင်းလေးမုတ်ဝယ်စားလို့ရအောင်ဆိုပြီးတော့ပတ်စံထည့်ပေးလိုက်တယ်အဲ့ဒီမှာဘာဖြစ်လဲဆိုတဲ့ခါကျတော့ကလေးဆိုတဲ့တဘာဝအတိုင်းကျမသားကအခု grade 3ပေါ့နော်ကလေးဆိုတဲ့တဘာဝအတိုင်းကလေးကပတ်ပြ40ဝယ်စားတာပတ်စံပေးလိုက်တယ်ဆိုပေမဲ့သူတို့ကြိုက်တာတွေသူတို့ဝယ်စားတယ်အဲ့ဒီဟာမှာဘာဖြစ်လဲဆိုတော့ကလေးတွေကရင်သားစာတွေလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့နော်အခုချိန်မှာကမွေးရင်းရာသီဖြစ်တဲ့အတွက်ကိုရင်သားစာတွေမစားတဲ့ဘူးပေါ့နော်အဲ့တော့ကလေးတွေကနားမလဲတာလည်းတချောင်းပေါ့သူတို့စားချင်တာလည်းတချောင်းပေါ့နော်အဲ့ဒါကြောင့်မို့လို့ဝယ်စားကြတဲ့အခါမှာကလေးတွေဝမ်းပြက်ဝမ်းလျှောတွေဖြစ်ကြတယ်အခုဆိုရင်တသားကဝမ်းပြက်ဝမ်းလျှောဖြစ်တဲ့ပုံစံမျိုးပေါ့နော်ကလေးကဝမ်းနေခဏခဏသွားတယ်နောက်ပြီးတော့1.1အောင်လို့မျိုးပေါ့နော်အဲ့ဒါမျိုးသူဖြစ်တယ်သူကအဲ့ကနေစပြီးတော့နောက်ပိုင်းကျတော့ဝမ်းသွားတယ်ပေါ့နော်အန်နဲ့အခုဆိုရင်လည်းအန်နဲ့အဆင့်လေးတော့သူကဖြစ်လာတော့ကလေးတွေကိုတကယ်လို့အဲ့လိုမျိုးဖြစ်လာဆိုဓာတ်စားရည်ကိုနိုင်တိုက်ပါလို့ဓာတ်စားရည်ကိုတနေ့ကိုတစ်ထုပ်ကုန်အောင်ပေါ့နော်တချို့ကလေးတွေကကြတော့ဒီ BBI ထုတ်တဲ့ဓာတ်စားရည်ကိုတိတ်မကြိုက်ကြအောင်ဘာဖြစ်လို့လဲဆိုတဲ့ခါကျတော့ငန်းတယ်တို့မေမေမတောက်ချင်ဘူးတို့အဲ့လိုမျိုးလေးတွေပေါ့နော်ကလေးတွေကအဲ့လိုပြောတဲ့အတွက်ကိုတော်တော်များများကလေးတွေကဒီ BBI ဓာတ်စားကိုမကြိုက်ကြဘူးเนาะဒါပေမဲ့လည်းဝင်အောင်တိုက်နိုင်ဖို့ကမိဘတွေရဲ့တာဝန်ပါလို့အခုချိန်မှာကလေးတွေကိုအတက်နိုင်ဆုံးအိမ်ကနေမုတ်ထည့်ပေးနိုင်အောင်ပေါ့เนาะသူတို့စားချင်တာလေးကိုအိမ်ကနေထည့်ပြီးမိုးဖိုးလေးကိုဒီမိုးတွင်းကာလမှာမပေးဘဲနဲ့အိမ်ကနေပြီးတော့မုတ်ထည့်ပေးလိုက်တာအသင့်တော်ဆုံးပဲလို့ကလေးတွေဆိုတဲ့အခါကျတော့ငယ်ရွယ်တဲ့ကလေးတွေဆိုတော့သူတို့ကနားမလဲဘူးလေသူတို့စားချင်တာပဲသိတာပေါ့နော်မအေးတွေမသိအောင်လို့ဝယ်စားတယ်အเจ้าမှာကြတော့မအေးတွေကမမြင်ရအောင်လေသူတို့ရဲ့အเจ้าကမုတ်ဈေးတန်းမှာအဲ့လိုဝယ်စားကြတာမျိုးရှိရပါပေါ့နော်အဲ့ဒါအတွက်ကိုမေမေတွေသိအောင်လို့ပြောပြတာပါလို့ကျမသားလေးကိုလည်းအခုတက်နိုင်ဆုံးကုသနေရပါပေါ့နော်နောက်ကလေးတွေလည်းအဲ့လိုမဖြစ်အောင်လို့ပြောပြပေးတာပါရှင်ကျေးဇူးအများကြီးတင်ပါတယ်ရှင်